keep this love in a photograph. We made these memories for ourselves, where our eyes are met. Electronic configuration of the atom. Atom machine electronic configuration. Electron တိဆောက်ပုံကြီးအကြောင်းပေါ့ကျွန်တော်တို့ရှိမှာ20ကနေ30တီကိုရှင်းပြခဲ့တဲ့ချိန်မှာချင်းချက်24နဲ့29ဆိုတာရှိလိမ့်မယ်ကျွန်တော်တို့24တီတကယ်တော့ 4s to 3t 4s to 3d 4ဖြစ်ရမှာဒါပေမဲ့ तू ကhalf phase နဲ့ तू က half phase နဲ့ stable ဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့် तू က ST ကတစ်လုံးယူလိုက်တော့ဘာလို့ယူလို့ရအောင်ဆိုရင် 4s ရဲ့ energy နဲ့ 3d ရဲ့ energy မှာ 3d ရဲ့ energy များနေတယ်ဒါကြောင့် 4s ကတစ်လုံးယူလိုက်တယ် 4s 1 3d 5နောက်တစ်ခုကကျ29ကကျ 4s 2 3d 9ဖြစ်ရမှာ 4s 1 3d 10ဆိုတာလေးကို21ကနေ30ထိရေးရဲ့အချိန်မှာအဲ့ဒါလေးနဲ့ပတ်သက်တာလေးကိုပြပြခဲ့ဘူးတယ်အဲ့ဒါကလည်းကျွန်တော်တို့ကအခုဒီဘိုင်းမှာအဲ့ဒီကြောင်းလေးကိုပဲပြောရမှာ although 4s orbital ကကျ outermost orbital တကယ်တမ်းဒီကျွန်တော်တို့ကtransition element 21ကနေ30ထိမှာကျွန်တော်တို့ကဥပမာ21ဆိုရင် 4s to 3d 1ဥမာ30ဆိုရင် 4s to 3d 10ဒီရဲ့နောက်မှာရှိနေပြီမဲ့တကယ်တမ်းသူ့ရဲ့ပိုင်ဆိုင်နဲ့သူနေရမယ့်နေရာကလမ်းကြောင်း3မှာဒါကြောင့်ကျွန်တော်တို့ 4s ဒီပါတော့ outermost orbital လို့ခေါ်တယ်အပြင်ဘက်ဆုံးလမ်းကြောင်းလို့လည်းခေါ်တယ်ဒါကြောင့် is it slightly lower than 3d orbital 3d orbital ထက်တော့သူကအနည်းငယ်လေးဘာဖြစ်တော့နှိမ့်နေin the atom of the transition element ရဲ့ atom တွေမှာ 4s orbital က normally ပုံမှန်တိုင်းပြည့်တယ်ဖြည့်ပြီးမှကျွန်တော်တို့ဘာကိုဖြည့်အောင် the rest of electron ကျန်တဲ့ electron ကိုဘယ်မှာနေရာယူအောင် 3d orbital မှာနေရာယူတယ်ဒါကြောင့်ကျွန်တော်တို့က the complete electronic configuration of the titanium 22ti ဒါရရှိမှပြောပြီးသားပါ 1s2 2s2 2p6 3s2 3p6 4s2 3d2 22ဖြစ်တဲ့အတွက်တကယ်တမ်းဒီအဲ့ဒီ 3d ရဲ့ပိုင်ဆိုင်တဲ့လမ်းကြောင်းက3မှာဒါမဲ့ 4s ရဲ့ energy က 3d တက်နှိမ့်နေတယ် 3d ကမြင့်နေရော 4s ပြည့်ပြီးမှ 3d ကိုအရင်ဖြည့်ပေးရတယ်ဘာရလဲ Auber principle အရာဒါကြောင့်ကျွန်တော်တို့ကသူ့ကို9ပေါ်မှာရှေ့မှာလည်းပြောခဲ့တယ်နှလုံးထက်ကြော်ရင် HC 9ပေါ်အခြေခံ10လုံးထက်ကြော်ရင် NE 9ပေါ်အခြေခံ18လုံးထက်ကြော်ရင် AR 9ပေါ်မှာအခြေခံအခု21ကနေ30ထိဖြစ်တဲ့အတွက်18လုံးထက်ကြော်တော့ကျွန်တော်တို့ AR 9ပေါ်မှာအခြေခံလိုက်တယ် 4s to 3d 2 there are two exception ချင်းချက်နှစ်ခုရှိရလို့ပြောခဲ့လိုက်တယ်ဟုတ်လားto the expected regular fairly pattern ပုံမှန်ဖြစ်နေကြပုံစံကျွန်တော်တို့ပုံမှန်ဖြစ်တဲ့ပုံမှန်ဖြစ်ရမယ့်ပုံစံနဲ့မတူတဲ့ချွင်းချက်နှစ်ခုပဲဖြစ်တော့ရှိတယ်အဲ့ဒါဘာလို့ဆို half phase နဲ့ completely phase လို့ခေါ်တယ်ဒါကြောင့်ကျွန်တော်တို့ 24cr ဒီတကယ်တော့ 1s to စသည်ဖြစ်ပေါ့ 4s to 3d 4ဖြစ်ရမှာဒါပေမဲ့ 3d နဲ့ 4s ရဲ့ orbital လေးက has nearly the same energy တူလူနီးပါးရှိရလို့ပြောတာတူရလို့ပြောတာမဟုတ်ဘူးဒါပေမဲ့ဘယ်သူကပုံများတော့ 3d ကပို့ပြီးတော့များတယ် so ဒါကြောင့် each of the orbital မှာ navigate with heat atom ဟုတ်လားအဲ့တော့ဒီ orbital မှာရှိရဲ့ electron တစ်လုံးချင်း orbital တစ်ခုချင်းစီကို navigate ဖြည့်မှာဘာရင်းနဲ့ဖြည့်မှာ electron တစ်လုံးချင်းစီနဲ့ဖြည့်လိုက်မယ် to attain a more stable electronic configuration တည်မြဲတဲ့ electron တိဆောက်ပုံဘာနဲ့လဲ half phase လေးနဲ့တည်မြဲခြင်းတော့ 4s to 3d 4ကနေဘာဖြစ်သွားတော့ 4s to 3d 5ကိုဖြစ်သွားတယ်ဘယ်လိုဖြစ်သွားလဲ electron တစ်လုံးက 4s ကနေဘယ်ကိုရွှေ့သွား 3d ကိုရွှေ့သွားတယ်ကျွန်တော်ကတော့ chapter 6မှာပါတော့ပြောထားတယ် chapter 6မှာကြိုက်တဲ့မိကွန်းလားဘယ်လိုပဲမိမိ orbital ထည့်ပေးပါလို့ကျွန်တော်ပြောထားတယ် orbital ထည့်ပေးပါလို့လည်းကျွန်တော်တို့ပြောထားတယ်ဒါဆက်ပြီးတော့ essential electronic configuration 24cr ကဘာဖြစ်သွားအောင် 4s1 3d 5ဖြစ်သွားတယ် similarity ပဲ 29cu ကကြောင့် AR9 4s1 3d 10ဖြစ်ရမှာဒါပေမဲ့အဲ့ဒီအစားကျွန်တော်တို့ဘာဖြစ်သွားအောင် 4s2 3d 9ရဲ့အစား 4s1 3d 10ဆိုတာဖြစ်သွားတယ်ဘာဖြစ်လို့လဲ तू က completely phase နဲ့ completely phase နဲ့ဘာလို့ချင်လုံးဆိုရင် stable ဖြစ်ချင်လို့ဒါကြောင့် तू က there is so ဒါကြောင့် because ဒီလိုဖြစ်ရတဲ့အကြောင်းကဘာလဲဆိုတော့ because အကြောင်း completely phase 3d orbital 3d မှာအပြည့်ဖြစ်ချင်တာရာ has the extra stability ပို့ပြီးဘာလို့ချင်အောင်တည်မြဲချင်လို့ဒါကြောင့် 4s1 3d ဖြစ်သွားတယ်သူ့ရဲ့ essential လေးကတော့ 4s1 3d 10 in general ရေးဘူးရအပြင်ကျွန်တော်တို့ကရေးဘူးရအပြင်ပြောမယ်ဆိုရင် then neutral atom ဓာတ်ပြည့်နေသော atom most of the transition element မှာဓာတ်ပြည့်နေသော atom လေးမှာ has the essential electronic configuration essential electronic configuration သူ့ရဲ့ essential လေးရဲ့ general formula ပေါ့ general formula ပါလဲဆိုရင်ဒီမှာကျွန်တော်တို့က
S ကအရင်လာတယ်ပြီးရင်ဘာလာအောင် D လာတယ်ဒီမှာ 4S လာတယ်ဒီမှာ 3D လာတယ်ဒါကြောင့်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့က S ရေးလိုက်မယ် D ရေးလိုက်မယ်ပြီးရင်ဒီမှာ N ရေးလိုက်တစ်လုံးရော့နေတာဖြစ်တဲ့အတွက် M- နဲ့ 1ဒီမှာ1 2 2 S မှာတစ်လုံးနှလုံးပဲဖြစ်လို့ရတယ်ဒီကတစ်လုံးကနေပဲအထိအောင်10လုံးထိဒါကြောင့်သူ့ရဲ့ general formula လေး electronic configuration ion ဆိုတဲ့သဘောတဘာဝသည် plus တွေပေါ့ transition element တွေက metal တွေဖြစ်တဲ့အတွက် तू ကပေးတဲ့အလုပ်ကိုပဲလုပ်မှာဒါကြောင့် तू က positive ion တွေပဲဖြစ်ပေါ်မယ်ဒါကြောင့်ကျွန်တော်တို့က ion တွေမှာရှိတဲ့ electronic configuration တွေကိုလည်းသိရမယ်ဥပမာဒီ in the transition metal element the 4s orbital is the outermost orbital ဒါတော့သိပြီးသားကျွန်တော်တို့က transition metal တွေမှာ 4s orbital ကအပြင်ဘက်ဆုံးလမ်းကြောင်း one these metal from found ion အဲ့ဒီ metal တွေက ion တွေဖြစ်ပေါ်တယ် the electron are always removed first from the 4s orbital ဖယ်ရင်လဲကျွန်တော်တို့က 4s ကိုအရင်ဖြည့်ပြီးမှ 3d ကိုဖြည့်ရဖြစ်တဲ့အတွက်ဖယ်ရင်လဲကျွန်တော်တို့ကဘယ်ကအရင်စဖယ်ရမလို့ 4s ကအရင်စဖယ်ရမယ်ပြီးမှဘယ်ကဖယ်ရမလို့ 3d မှာဖယ်ရမယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ကဒီပြောစရာတွေတော့အများကြီးရှိတာပေါ့ဒါပေမဲ့ဥပမာအနေနဲ့ကျွန်တော်ရေးလိုက်မယ်ဆိုရင်23 V ပေါ့သူကကြတော့ဥပမာ AR9 4S2 အဲ့ဒီက20ပြီးရင် 3D 3ဥပမာကျွန်တော်က V2 black V2 black ဆိုနှလုံးဖယ်ထားတယ်နှလုံးဖယ်ထားတယ်ဆိုတော့ S ကအရင်စဖယ်မှာဖြစ်တဲ့အတွက်သူကဘာဖြစ်တော့ AR9 ပြီးရင်ဘာလို့ 3D 3နောက်တစ်ခုဘာလာမလို့ V3 black 3 black ဆိုတော့3လုံး S က2လုံး D က1လုံးဖြစ်တဲ့အတွက် AR9 3D 2 the V4 black V4 black ကြာကျွန်တော်တို့က AR9 3D 1V5 black ကြာတော့ AR9 ပဲကျွန်တော်9လုံးပဲလိုက်တယ်ဆိုတော့ S က2လုံး D က1လုံးဒီလိုမျိုးလေးပေါ့ဒါဆို example 1လေးကျွန်တော်တို့ကြည့်မယ် example 1လေးကကြာတော့ copper 29Cu consider a transition element သူ့ကိုကြာကျွန်တော်တို့ကဘယ်လိုဖြေမှာလဲဆိုတော့ကျွန်တော်ကတော့ဘယ်လိုဖြေခိုင်းလိုက်တော့ဆိုရင်ဒီထဲက solution တိုင်းကိုကျွန်တော်မဖြေတော့ तू က 29Cu ဟာတဲ့ 29Cu က 29Cu ကိုပေါ့ sorry transition element ဖြစ်ဘာကြောင့်ယူဆရလဲ transition element ဖြစ်ဘာကြောင့်ယူဆရလဲယူဆတဲ့အကြောင်းအရာဘာဖြစ်နေလို့လဲကျွန်တော်တို့ကဒီပါနေလို့ဒါပေမဲ့ဒီပါတိုင်းရှေ့မှာပြောခဲ့တယ် Zn ဒီ transition element လားဆိုတော့ဟုတ်တယ်ဒါပေမဲ့ transition element ဖြစ်ဂုဏ်သတ္တိ transition element ရဲ့ဂုဏ်သတ္တိရသူ့စီမှာမရှိဘူးဒါပေမဲ့ကျွန်တော်က 29Cu က transition element ဖြစ်ဘာကြောင့်ယူဆရလဲဆိုတော့ယူဆလို့ရတဲ့အကြောင်းအရာဘာတော့ဒီပါလို့ယူဆတယ်ပြီးရင်ဒီလဲအလုပ်လုပ်ပြအောင်မယ်ဒါကြောင့်ကျွန်တော်တို့က 29Cu အတွက်သူ့ကိုကျွန်တော်တို့ဖြည့်ရဲ့အချိန်မှာဘယ်လိုဖြည့်မအောင်ဆိုရင်သူ့ရဲ့ complete electronic configuration လေးရေးလိုက်configuration of 29Cu ဘာမှမပြောရဖြစ်တဲ့အတွက် AR9 ပေါ်မှာအခြေခံလို့ရတယ် AR9 4S2 3D sorry 4S1 29ဖြစ်တဲ့အတွက် 3D 10ဒါဆိုကျွန်တော်က D ပါလို့ transition element ဒါပေမဲ့ D လေးကိုလည်းအလုပ်လုပ်ပြဖြစ်တဲ့အတွက်တက်ပါ CU1 plus ဆိုရင် S ကပဲဖယ်လိုက်မယ် D အလုံးမလုပ်ဘူးဖြစ်မှာဆိုလို့ကျွန်တော်2 plus လေးရေးလိုက်မယ်ဒါကြောင့် the complete electronic configuration of CU2 plus CU2 plus ဆိုနှလုံးဖယ်ထားဖြစ်တဲ့အတွက် AR9 ဘာကြံတော့ 3D 9ဒါလေးရေးလိုက်ရေးပြီးသွားပြီဆိုမေးခွန်းပြန်ကောက်လိုက် 29C copper 29Cu is considered a transition element ပြီးပြီဆိုတော့ because ဘာဖြစ်လို့လဲ Cu2 plus ion မှာ has incomplete 3D orbital သူစီမှာပါတော့ 3D ဒီကျွန်တော်တို့ဒီအပေါ်ကဒီစာသားကြီးကိုဖြတ်လိုက်ဒါကြီးကိုဖြတ်လိုက်တော့ဒါလေးနှစ်ခုရေးပြီးသွားပြီဆိုတာ ਨੇ မေးခွန်းပြန်ကောက်လိုက် copper 29Cu is considered a transition element because ဘာဖြစ်လို့လဲ Cu2 plus ion မှာ incomplete 3D orbital မပြည့်စုံတဲ့ 3D orbital တွေဘာဖြစ်နေလို့ရှိနေလို့ဒါဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့အခု review question လေးက choose the transition element တွေကိုရွေးချယ်ပေးပါ from the following 21ကနေ30တိက transition element တွေအဲ့ဒီ transition element တွေကိုရွေးပြီး complete electronic configuration ပါနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဗာထည့်မလို့ spin ထည့်ပေးမယ်
အဲ့ဒါလေးပဲသူကတော့လွယ်လွယ်လေးရနောက် number 2 essential electronic configuration of the metal and ion list below ကျွန်တော်တို့ကဒီ essential ပဲရေးခိုင်းတာ essential ပဲရေးခိုင်းတာ the essential electronic configuration ဥပမာ number of SC essential ပဲရေးခိုင်းတာ essential ဆိုတာကဥပမာဒီ 21 SC ဖြစ်တဲ့အတွက် 4S2 3D 1 3D 1ဒါကြောင့်ကျွန်တော်တို့ကပါ AR ကို 4S2 3D 1ဒါကြောင့်ကျွန်တော်တို့က essential ပဲလို့ကျွန်တော်ဖြစ်တဲ့အတွက် SC ကဘယ်လောက်တော့ 4S2 3D 1ဒါဆိုကျွန်တော် FE2 black ဒါ number 1 number 2ကကြာ essential electronic configuration of ဘာလို့ FE2 black ကျွန်တော်တို့အဲ့လိုမျိုး black minus ကိုblack ကိုစဉ်းစားရမယ်ဆိုရင်ပြင်မာမင်းကိုအရင်စဉ်းစား FE ကိုအရင်စဉ်းစားလိုက် FE ကကြာ AR ကို 4S2 3D6 3D6 ဖြစ်တဲ့အတွက် 4S2 3D6 ဖြစ်တဲ့အတွက်ကြောင့် FE2 plus ဆိုတာနှလုံးဖယ်ထားတာဒါကြောင့်ကျွန်တော်တို့ S ကဖယ်လိုက်တော့သူ့ရဲ့ essential ဒီဘာဖြစ်သွားရော 3D6 ဒါဆို number 3ကဘာလို့ဆိုရင် CO or CO ဆိုတာက27 AR ကို 4S2 3D7 ဒါကြောင့်ကျွန်တော်က essential က 4S2 3D7 နောက်တဲ့ဘာတူတော့ CU ကကြတော့ 4S1 number 4S1 3D10 နောက်တဲ့ ZN2 black ကကြ Z 4S2 3 AR ကို 4S2 3D10 ဒါမဲ့ ZN2 black ဆိုတာနှလုံးဖယ်ထားတယ်နှလုံးဖယ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့က 3D10 ဟိုပလက်ကိုတွေ့ရင် electron ဖယ်ထားရဆိုတာသိရဒါဆိုရင် UZ AR ကိုပေါ်မှာအခြေခံပါတဲ့ AR ကိုပေါ်မှာအခြေခံပြီး complete ရေးခိုင်းတာဒါဆိုဒီ V2 black ကကြတော့ V2 black ရဲ့ complete electronic configuration ကဘာလဲဆိုတော့ 23V 4S2 3D 4S2 AR ကိုအခုရဲ့ complete ကပေမမင်းကိုရင်စဉ်းစား V2 black ကိုစဉ်းစားခြင်း V ကိုရင်စဉ်းစား AR ကို 4S2 3D 3ဒါမဲ့ 2 black ဆိုတာနှလုံးဖယ်ထားတော့သူက AR ကိုနှလုံးဖယ်ထားတော့ 4S2 ပြ 3D 3ဒါဆိုဒီ CR3 black ကကြာ 24CR ဖြစ်တဲ့အတွက် AR ကို 4S1 3D5 ကျွန်တော်တို့သုံးလုံးဖယ်မှာဖြစ်တဲ့အတွက်ကြောင့် S ကတစ်လုံး D ကနှလုံးဖယ်လိုက်တော့ D က5လုံးကနေနှလုံးဖယ်လိုက်တော့3လုံးကျန်တယ်ဒါကြောင့် AR ကို 3D3 ကျွန်တော်တို့အဲ့လိုလေးစဉ်းစားပေးရတယ်ဒါဆိုရင် 25mm 4S2 3D5 ဒါဆိုကျွန်တော်တို့က2 plus ဆိုတာနှလုံးဖယ်ထားတော့ AR ကို 3D5 ဒါဆိုကျွန်တော်တို့ဒီ CO3 plus ကကြတော့ 27CO 4S2 AR ကို 4S2 3D7 ဒါမဲ့3 plus ဆိုတော့3လုံးဖယ်ထားတယ် S နှလုံး D တစ်လုံးဖယ်လိုက်တော့ဒီမှာ6လုံးပဲကျန်တယ်ဒါကြောင့် AR ကို 3D6 ဆိုတာဖြစ်သွားဒါဆိုအဲ့ဒီ NI 2 black 20HNI 20HNI ကကြတော့20HNI ကကြတော့ 4S2 3D8 လေ 4S2 3D8 ဒါဆိုကျွန်တော်တို့ကနှလုံးဖယ်ထားဖြစ်တဲ့အတွက် AR ကို 3D8 ဒီလိုမျိုးလေးပေါ့ဒါဆိုရင်ပြန်ဖြည့်ရဲ့ချိန်မှာလဲ complete electronic configuration of V2 black အဲ့လိုလေးရေးပြီနော် state the number of 3D electron အရေးအတွက်ဘယ်လောက်လဲ Fe မှာရှိရဲ့ D 3D မှာရှိရဲ့ electron အရေးအတွက်ဘယ်လောက်လဲလို့မေးတာဒါကြောင့်ပြန်ရင် the number of 3D electron in Fe မှာဆိုရင်ကျွန်တော်တို့က number 1ပြီးတော့ရေးခိုင်းရင်ဒီလိုလေးပြန်ရေးခိုင်းတာ the number of 3D electron in Fe ဒါဆို 4S2 3D 6ဖြစ်တဲ့အတွက်ဒီမှာ6လုံး number 2
FE3 black သုံးလုံးဖယ်ပြီးသား 4s2 3d6 s ကနှလုံးဒီကတစ်လုံးဖယ်လိုက်တော့ဒီမှာ6လုံးရှိရနေတစ်လုံးဖယ်လိုက်တော့5လုံးဒါကြောင့်ပါတော့ 5ဒီလိုလေးပဲရေးပြရမှာ number 3 mm 25 mm 4s2 3d5 ဆိုတော့ဒီမှာဘယ်နှလုံးတော့5လုံး mm3 black mm3 black 3လုံးဖယ်ထားတယ် 4s2 3d5 ကနေ s နှလုံးဒီကတစ်လုံးဖယ်လိုက်တော့ဒီမှာ4လုံးပဲကျန်တော့ဘယ်လောက်တော့4နောက်တစ်ခါ5 co co ကကြတော့ဒါက number 3က mm number 4က mm3 black number 5 co က27 co 4s2 3d7 ဒါကြောင့်7 co3 black ကြတော့ co3 black ကကြတော့ဘယ်နှလုံးလဲelectron ဘယ်နှလုံးလဲ co3 black 37 co ဆို 4s2 3d7 ဆိုတော့3လုံးဖယ်ထားတယ် s ကနှလုံးဒီကတစ်လုံးဖယ်လိုက်တော့ဘယ်နှလုံးကျန်တော့6လုံးကျန်တယ်ဒါကြောင့်သူကပါတော့6ဒါလေးပဲအဲ့အလေးကျွန်တော်တို့သိရမယ်နောက်ထပ်ဒါဆိုရင် transition element ရဲ့transition element ရဲ့ကျွန်တော် definition transition element ဒါရှိမှအခုပါဟိုကြက်ပါလို့ပြောခဲ့တဲ့ဟာလေးပဲအတူတူပဲဘယ်နာမှမပြောင်းလဲဘူးကျွန်တော်တို့ကဒီမှာကြက်ဆိုတဲ့ဟာ IUPAC define a transition element ဒီ s နေရာမှာအဝင်လာတယ်ဘာလို့သူကအများနဲ့ရေးရမလို့လေ transition element that's have partially phase ဆိုတာအနေငယ်ဖြစ်တာတော့ element တွေဖြစ်တဲ့ဒီ subshell orbital လေးမှာဒါကြောင့် weight can gravity to cation အဖို့အာယုန်တွေမြင့်တက်လာနိုင်တယ်မပြည့်စုံသေးတဲ့ဒီ subshell orbital တွေကြောင့်နောက်တော့ကျွန်တော်တို့အဲ့ transition element တွေနဲ့ပတ်သက်လို့ chapter 6မှာဘာတွေကြည့်ရမလို့ဘယ်ဟာကိုတီးတန့်လောက်ရမလို့ဆိုတာလေးကိုပြပြပေး